မင်းတယောက်တည်းဖြစ်နေတဲ့အချိန်မှာငါမှဘသူမှမရှိပါလားဆိုပြီးအားငယ်ဖူးသလားလူတွေကြားထဲမှာရှိနေပေမဲ့ကိုယ့်ကိုဘသူမှနားမလည်သလိုခံစားနေရသလားဒါပေမဲ့အမှန်တရားတစ်ခုကတော့လောကမှာအောင်မြင်တဲ့သူတွေဟာတယောက်တည်းနေရတဲ့အချိန်တွေကိုအကောင်းဆုံးအသုံးချသွားတဲ့သူတွေဖြစ်နေတာပါပဲလူအများစုကအထီးကျန်ပါကိုကြောက်ကြတယ်အဲ့ဒီကြောက်စိတ်ကြောင့်ပဲကိုယ့်ကိုအတိအမတ်မပြုတဲ့သူတွေကိုယ့်ကိုတန်ဖိုးမထားတဲ့သူတွေကြားထဲမှာအတင်းဝင်ဆက်အောင်ကြိုးစားရင်အချိန်ဖြုံးနေတတ်ကြတယ်မင်းကိုဘာမှတိုးတက်မှုမပေးနိုင်တဲ့လူအုပ်စုထဲမှာရှိနေမယ်အစားတယောက်တည်းရှိနေတာကမင်းအတွက်ပိုပြီးတန်ဖိုးရှိပါတယ်အထီးကျန်ခြင်းဆိုတာမင်းကိုယ့်ကိုယ်ပြန်တွေ့ဖို့ရရှိတဲ့အခွင့်အရေးတစ်ခုပါတယောက်တည်းရှိနေတဲ့အချိန်ပါပဲငါဘာကိုတကယ်လိုချင်တာလဲငါမှဘလို့အရေးချင်းတွေရှိလဲဆိုတာကိုမင်းတေချာစဉ်းစားလို့ရတာပါသူများတွေအပြင်မှာအပျော်ပါတွေနဲ့အချိန်ဖြုံးနေချိန်မှာမင်းကတယောက်တည်းအာယုံစိုက်ပြီးကိုယ့်ဘဝအတွက်စူးစမ်းနေမယ်ဆိုရင်နောက်9နှစ်အကြာမှာမင်းတို့ကြားကကွာခြားချက်ကတောင်နဲ့မြောက်လို့ဖြစ်နေပါလိမ့်မယ်ဒါကြောင့်အထီးကျန်တာကိုမကြောက်ပါနဲ့အထီးကျန်ခြင်းကိုမင်းရဲ့အင်အားတစ်ခုလိုအထုံချလိုက်ပါအဲ့ဒီအချိန်မှာမင်းရဲ့ mindset ကိုတည်ဆောက်ပါအသိပညာတွေရှာဖွေပါတယောက်တည်းနေတတ်တဲ့သူဟာဘသူအပေါက်မှာမှမိခိုနေစရာမလိုပဲကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်တဲ့သူဖြစ်လာပါလိမ့်မယ်မင်းရောအခုချိန်မှာတယောက်တည်းဖြတ်တန်းနေရတာလားမင်းရဲ့အထီးကျန်ခြင်းတွေကိုဘလို့တန်ဖိုးရှိအောင်တုံးနေတယ်လဲဆိုတာ comment မှာပြောပြခဲ့ပါအောင်ဒီလို content တွေထပ်ကြည့်ချင်ရင်တော့ The Simple Mindset ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်